2026ခုနှစ်ဇူလိုင်လမှာကံအကောင်းဆုံးဖြစ်လာမဲ့ထိပ်တန်းရာသီကွင်း3ခုအားလုံးပဲမင်္ဂလာပါ 21st Century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်2026ခုနှစ်ရဲ့ဒုတိယနှစ်ဝက်ကိုစတင်ဖြတ်သန်းရမယ်ဇူလိုင်လကိုရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်လက်ခတ်ဗီဒင်ပညာရဲ့အရာကြည့်မယ်ဆိုရင်ဒီလာထဲမှာဂျိုကြီးတွေရဲ့ရက်တည်မှုအနေအထားဟာအတော်လေးကိုအားကောင်းနေပါတယ်အထူးသဖြင့်ငွေကြေးအလုပ်အကိုင်းအခြေရင်းနဲ့ကျန်းမာရေးစတဲ့ဘဝရဲ့အရေးကြီးတဲ့ကဏ္ဍအစုံမှာအခြားသူတွေထက်ကိုပိုပြီးထူးထူးခြားခြားကံကောင်းနေမဲ့ထိပ်တန်းရာသီကွင်း3ခုရှိနေပါတယ်။မိတ်ဆွေတို့ရောဒီရာသီကွင်းထဲမှာပါနေမလားဝင်လာမဲ့ကံကောင်းမှုတွေကိုအမိရစုပ်ကိုင်နိုင်ဖို့ဘာတွေလုပ်သင့်လဲဘာတွေရှောင်သင့်တယ်ဆိုတာကိုပါအခုပဲအတူတူကြည့်လိုက်ကြရအောင်။ပထမဆုံးအနေနဲ့ပြပေးခြင်းတဲ့ကံအကောင်းဆုံးရာသီကွင်းကတော့ရေတက်ကြီးဆိုတဲ့ကရကက်ရာသီဘွားတွေပဲဖြစ်ပါတယ်။ဇူလိုင်လဟာကရကက်ဘွားအများစုရဲ့မွေးလဖြစ်တဲ့အပြင်နေမင်းကြီးကပါတင်းရဲ့ရာသီကွင်းထဲမှာခွန်အားအပြည့်နဲ့ရပ်တည်နေတာဖြစ်လို့တင်းရဲ့ကိုယ်ပိုင်စွမ်းရည်တွေအထုပ်အထိပ်ရောက်မဲ့အချိန်လို့ပြောလို့ရပါတယ်။ကဏ္ဍဆောင်ဟောစတန်ဒီလာထဲမှာငွေကြေးကံအတော်လေးပွင့်နေပါမယ်။ကိုယ်တိုင်ရင်းနှီးမှုတ်တဲ့နားတာတွေရှိရင်အကျိုးအမြတ်တွေတိတိတတ်တာပြန်ရလာတတ်ပါတယ်။အလုပ်အကင်ပိုင်းမှာလည်းကိုယ့်ရဲ့စ조사အားထုတ်မှုတွေကိုအထက်လူကြီးတွေလုပ်ဖော်ကင်ဘက်တွေကအတိမတ်ပြုလာပြီးယာရုတိုးတာမျိုးလုပ်ငန်းတိုးချက်နိုင်တာမျိုးတွေကြုံရပါမယ်။အခြေရေးမှာဆိုရင်လည်းအိမ်နောက်ရှင်တွေကြားမှာနားလည်မှုပိုရလာပြီးချစ်သူမရှိသေးတဲ့စင်ငယ်တွေအတွက်တော့ကိုယ့်အပေါ်တကယ်နားလည်ပေးနိုင်တဲ့သူတစ်ယောက်နဲ့တုံတွေ့ရခြင်းရှိပါတယ်။ကျမရေးကတော့ကိုခံအားတွေကောင်းမွန်နေပြီးစိတ်ရောကိုယ်ပါလန်းဆန်းနေမဲ့အချိန်ပါပဲ။ဆောင်ရွက်မဲ့အချက်ကတော့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အလိုအလျှောက်သိစိတ်လို့ခေါ်တဲ့ intuition ကိုယုံကြည်ပါ။ဝေကြေးတွေအလုံးရင်းနဲ့ဝင်လာတဲ့အခါအစိတ်တစ်ပိုင်းကိုတေချာပေါက်စုဆောင်းထားဖို့အကြံပြုချင်ပါတယ်။ဆောင်ရွက်မဲ့အချက်ကတော့အတိတ်ကပြီးခဲ့တဲ့ကိစ္စဟောင်းတွေကိုပြန်တွေးပြီးစိတ်တက်ကြနေတာမျိုးအသေးအမွှားပြဿနာလေးတွေကိုပုံကြီးချဲ့ပြီးစိုးရင်ပူပန်တာမျိုးကိုတော့အထူးရှောင်ကျဉ်ပေးပါ။ဒုတိယမြောက်ကံအကောင်းဆုံးဆင်းမှာပါဝင်လာတာကတော့မိတက်ကြီးဆိုပြီးအမြဲတမ်းရဲရင်ပြတ်သားလေးရှိတဲ့တင်ရာသီဘွားတွေပါဇွန်လနှောင်းပိုင်းရောက်တာနဲ့နေမင်းကြီးကတင်ရာသီဝင်ထဲကိုပူးပြောင်းလာတော့မှဖြစ်လို့အခွင့်အရေးသစ်တွေနဲ့အောင်မြင်မှုတွေကတင့်စီကိုအလိုလိုရောက်လာပါတော့မယ်ကဏ္ဍဆောင်ဟောစတန်ဇွန်လဟာတင်ရာသီဘွားတွေအတွက်ရွှေထက်တဲ့လားလို့တောင်တင်စားလို့ရပါတယ်ဝင်ငွေတွေစားတဲ့တပူတိုးလာမဲ့အပြင်မမျော်လင့်မဲ့အမွေရတာထီပေါက်တာမျိုးတွေတောင်ကြုံလာရနိုင်ပါတယ်အလုပ်ထဲမှာဆိုရင်လည်းကိုယ့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်တွေအလွန်ထက်မြက်နေပြီး project အကြီးကြီးတွေကိုအောင်မြင်စွာပူးဆောင်နိုင်ပါလိမ့်မယ်အခြေရေးမှာတော့တင်းရဲ့စွမ်းဆောင်မှုတွေအမြင့်ဆုံးဖြစ်နေလို့အဝင်းကျင်မှာလူချစ်လူခင်ပေါ်များနေပါမယ်ကျမရေးပိုင်းမှာလည်းစိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းနေမဲ့အချိန်အခါကောင်းတစ်ခုပဲဖြစ်ပါတယ်ဆောင်ရံကတော့အခွင့်အရေးတွေရလာတဲ့အခါနောက်ဆုံးမနေပဲပူးဆောင်မှုအခန်းကဏ္ဍကနေတက်တွက်ကြွပါဝင်လှုပ်ရှားပေးပါရှောင်ရံကတော့အောင်မြင်မှုတွေဇက်တိုက်ရလာတဲ့အခါမာရကြီးသွားတာမျိုးအခြားသူတွေအပေါ်အထက်စီးကနေဆက်ဆံမိတာမျိုးမဖြစ်အောင်တတိထားပါနောက်ပြီးငွေဝင်သလောက်အသုံးပြုံးကြည့်တတ်တာကိုလည်းအထူးရှောင်ကျဉ်ဖို့လိုအပ်ပါတယ်နောက်ဆုံးတတိယမြောက်အနေနဲ့ကံကောင်းဆုံးရာသီဝင်ကတော့လေတဲ့ရာသီဝင်ဖြစ်ပြီးဘဝမှာဟန်ချက်ညီမှုကိုအမြဲရှာဖွေတတ်တဲ့လူရာသီဘွားတွေပဲဖြစ်ပါတယ်ဇူလိုင်လမှာတင်းရဲ့အရှင်သခင်တောက်ကြကျူရဲ့အနေအထားအလွန်ကောင်းမွန်တာကြောင့်ဘဝရဲ့ကဏ္ဍပေါင်းစုံမှာအစဉ်ပြေချုံးမွေ့နေပါလိမ့်မယ်ကဏ္ဍဆောင်ဟောစတန်ဝေကြေးပိုင်းမှာဆိုရင်အမှုပညာအလားအပဖက်ရှင်နဲ့ဆက်သွယ်ရေးစတဲ့လုပ်ငန်းတွေကနေအကျိုးအမြတ်ကြီးကြီးမားမားရရှိပါလိမ့်မယ်အလုပ်ဝင်မှာဆိုရင်လည်းအများနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေအောင်မြင်မှုအသီးအပွင့်တွေကိုခံစားရမှာပါစာချုပ်စာတမ်းချုပ်ဆိုရတာတွေညှိနှိုင်းရတဲ့ကိစ္စတွေအလွန်အဆင်ပြေပါလိမ့်မယ်အခြေရေးမှာတော့ချစ်သူနဲ့အနာဂတ်အတွက်ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပြီးကြည်နူးစရာကောင်းတဲ့အချိန်လေးတွေကိုဖြတ်သန်းရပါလိမ့်မယ်ကျမရေးကတော့စိတ်ဖိစီးမှုတွေကင်းဝေးပြီးစိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်နေမဲ့လားတလားပါဆောင်ရံကတော့
လုပ်ငန်းခွင်နဲ့ကိုယ်ပိုင်အချိန် work life balance ကိုမျှမျှတတနေထိုင်ပါယောဂလိုမျိုးစိတ်ကိုတည်ငြိမ်စေတဲ့လေ့ကျင့်ခန်းတွေလှုပ်ဆောင်ပေးတာကသင်အတွက်အများကြီးအကျိုးရှိစေပါတယ်ရှောင်ရံကတော့ဆုံးဖြတ်ချက်ချရမယ့်အချိန်တွေမှာတွေ့ဝေလွန်းတာမျိုးကိုရှောင်ပါအထူးသဖြင့်သူတစ်ပါးကိုအားနာပြီးကိုယ်တကယ်မလုပ်ချင်တဲ့ကိစ္စတွေကိုခေါင်းငိတ်လက်ခံလိုက်တာမျိုးလုံးဝမလုပ်ပါနဲ့ကဲ2026ခုနှစ်ဇွန်လရဲ့ကံအကောင်းဆုံးရာသီခွင်3ခုနဲ့သူတို့အတွက်ဆောင်ရံရှောင်ရံလေးတွေကိုအားလုံးပဲတည်သွားလောက်ပြီလို့ထင်ပါတယ်မိတ်ဆွေရဲ့ရာသီခွင်ရောဒီထဲမှာပါနေပါသလားပါတယ်ဆိုရင်တော့ကိုယ့်ရဲ့ရာသီခွင်ကိုကွန်မန့်မှာရေးပေးခဲ့ပါဦးမပါဝင်သေးတဲ့သူတွေလည်းလုံးဝအားမငယ်ပါနဲ့ကံတရားဆိုတာကကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုနဲ့စ조사အထောက်မှုတွေအပေါ်မှာသာအများကြီးအခြေခံနေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်လည်း like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့အားလုံးပဲကံကောင်းခြင်းတွေနဲ့ပြည့်စုံတဲ့လက်တလကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်အပိနာစင်သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်